ဒီကောင်မှကျွန်တော်ဒီfunny video ကြည့်မှာအောင်စားရအောင်နော်အများကြီးပဲရှိတာပေါ့ဗျာဒီရိုက်ကားရောဟွန်းဒါရေးဆိုတော့တောက်လာကြည့်မယ်တခါတော့သူ့ရဲ့ပရိသတ်တွေပိုတိုးလာအောင်ဆိုပြီးတငယ်ချင်းအရင်ကြီးထက်တဲ့ယူဒီကောင်မလေးကကိုရီးယားမှာအကြော်ကြားဆုံး mukbang blogger တယောက်ပေါ့သူကကာရာတာကိုဝါသနာပိုင်ုံတင်မကဘူး PK mukbang သူကစားတိုက်တယ်ပြောရမယ်ဆိုတော့ဆက်ကြည့်လွတ်ခေါ်ရဲ့အစားအသောက်ပြိုင်ပွဲတွေမှာလည်းအထူးကျွမ်းကျင်သူပါတခါတော့သူ့ရဲ့ပရိသတ်တွေပိုတိုးလာအောင်ဆိုပြီးတငယ်ချင်းအရင်ကြီးထက်တဲ့ယူရာကိုကျွန်တော်ကြိုပြောတာနော်လန့်ပြီးတော့ဒါလုံးမြွာရော PC တန်းခွဲတော့မှာနော် live လွင်တော့ဖိတ်ခေါ်ခဲ့တယ်ဒါပေမဲ့ယူရာမှာဒီလောက်အကြံဆိုးတွေရှိနေလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ဘူးလေအဲ့ဒီမှာသူကယူရာ hot dog အခုရတရားစင်ခေါ်ပွဲလုပ်ထားတဲ့ဗီဒီယိုတခုဘိုးမြင်လားထွေးထုံနေတာခုကိုဖွင့်ပြလိုက်ပြီးဗီဒီယိုကိုနှီးကြည့်လိုက်တဲ့အခါဖြက်ညက်ကလှုပ်ထားတာတွေကိုအကုန်ရိပ်မိသွားတော့တာပဲဒါကဘာကိုဆိုလိုတာလဲဆိုတော့ယူရာဟာပရိသတ်တွေကိုအရှက်မရှိလိန်ညာပြီးစားသလိုမျိုးဟန်ဆောင်ခဲ့တာပြီးတော့မှပြန်အန်ထုတ်ခဲ့တာပေါ့ဗီဒီယိုကိုမြင်လိုက်ဘိုးခုနမြင်လိုက်လားမသိဘူးကျွန်တော်ပိတ်လိုက်ခဲ့လေထွေးထုတ်ပြလားအဲ့အကြီးအောင်စိုးဝဲတူဝေပြန်ကြုံမှာပါယူရမျက်နာကဖြူလျော့သွားပြီးသူ့တငယ်ချင်းကလည်းတနာစရာကောင်းတယ်လို့မျိုးဟန်ဆောင်လိုက်သေးတယ်။အိုးငါတငယ်ချင်းငါကတော့နင့်ကိုယုံပါတယ်။ဒါပေမဲ့အန်တီဖာနီကတော့ယုံမှာမဟုတ်ဘူး။အဲ့ဒါကြောင့်အခု live မှာပဲတက်တည်ပြဖို့ PK ပြိုင်ပွဲလေးအတူတူလုပ်ရအောင်လို့ပြောလိုက်တယ်။ပြီးတော့သူ့တငယ်ချင်းကိုရှင်းပြခွင့်တောင်မပေးဘဲ hot dog အခုပေါင်းယာနဲ့ချီပြီးချပြလိုက်ပါပြီ။ပြိုင်ပွဲလဲစတင်လိုက်ရောယူရာကတော့တွန့်ဆုပ်ဖြစ်နေပေမဲ့တခြားကောင်မလေးကတော့ဘိုက်စားနေလဲကြားတကောင်လို့အငမ်းမရစားပါတော့တယ်10မိနစ်လောက်ကြာတော့အစအနတောင်မကြမ်းအောင်အကုန်စားပစ်လိုက်ပေမဲ့သူ့တငယ်ချင်းကတော့ဆက်မစားနိုင်တော့ဘူးအဲ့ဒီအချိန်ကျမှကောင်မလေးကသူ့ရဲ့ရုပ်မှန်ကိုထုတ်ပြလိုက်တာပါအချစ်ရဲ့ mukbang idol ဆိုတာဘယ်သူမှဖြစ်နိုင်တာမဟုတ်ဘူးငါကမှတကယ် mukbang ဘရင်မကွာလို့ပြောချလိုက်တာပေါ့ယူရာလည်းအရန်ဒေါသထွက်ပြီးကိုကာကိုလာကိုမော့ထောက်ကထွက်သွားခဲ့တယ်ဒီပွဲပြီးတဲ့နောက်ဂျပန်နိုင်ငံရဲ့ဒန်နိုင်လာတရဲ့နံပါတ်1ဟာချီရှာခုဆာမှာတင်ဟာနေဘက်ကိုသွားရင်လေကွင်းနေနဲ့တစ်ပင်တစ်တော်တွေကိုတွေ့ရမှာပါမြင်တဲ့အတိုင်းပဲနိုင်ကျွန်တော်အငါတက်တော့ဂျပန်ဆိုတာကလေတိုကျိုလိုမျိုးကြီးပြကြီးနေရာတွေမှာဒါအဆောက်အဦတွေပေါ်ပြီးမဲ့နေဘက်မှာဆိုတောင်တန်းတွေလေခွက်တွေကပို့ပြီးတော့ပေါ်ပါတယ်အဲ့ဒီအချိန်မှာတင်ဟာလေခွက်တွေတစ်တော်တွေကနေပြီးတော့အရက်ရှိရှိနဲ့မိမကြီးတယောက်ကရက်ကြည့်နေရင်တော့တင့်ကိုဟာချီရှာခုဆာမလို့ခေါ်တဲ့အရက်ရှိပေရှိရဲ့တင်ရဲမကြီးပြစ်မှတ်ထားလိုက်ပါပြီဟာချီဆိုတာကဂျပန်လိုရှစ်ကိုရည်ညွှန်းတာပါကျွန်တော်တို့တည်ရသူ့နာမည်ကဘာ2 in Japan ဟုတ်တယ်သူဂျပန်ခုဆိုတာကလေဂျပန်လိုရှစ်ခေတ်တည်ရဗျာသူဂျပန်နိုင်ငံနဲ့3နှစ်ပြီးကိုတက်လာပဲလို့တော့တိုင်းတာနေတစ်ခုဖြစ်ပြီးတော့3မီတာလောက်ရှိတာကိုပြောတာပါအနောက်ကစမဆိုတာကတော့လူတွေရဲ့နာမည်နောက်မှာလေးစားသမှုနဲ့တက်ခေါ်တာမျိုးဖြစ်ပါတယ်ရှေးလူကြီးတွေဆိုရဟာချီရှာခုစမဆိုတာကအရင်ခေတ်ကရှိတဲ့ဂျီဆိုလို့ခေါ်တဲ့ရုပ်ထုကနေဗီဒီယိုတင်နေရပြီးတော့ရုပ်ထုကကွဲထွက်လာပြီးတော့သူ့ဝိညာဉ်ကလွတ်မြောက်လာခဲ့တာပါဒီတရေနဲ့ပတ်သက်ပြီးဖြစ်ရလေးတစ်ခုရှိခဲ့ပါတယ်ဒီဇလန်မှာအသက်8နှစ်ပဲရှိခဲ့တဲ့ကလေးလေးကဟာချီရှာခုဆာမလက်ကနေပြီးတော့လွတ်မြောက်လာခဲ့တဲ့ဇလန်လေးပါခင်ဗျာကောင်လေးကຫນွေချောင်းပိတ်ရက်မှာသူ့အဖိုးနဲ့အဖွားရှိရဲ့နယ်ဘက်ကိုသွားလေခဲ့ပါတယ်တညနေဆောင်တဲ့အချိန်မှာအဲ့ဒီကလေးလေးကလေခွက်မှာထိုင်နေတဲ့တနေရာစီကနေပြီးတော့ထူးဆန်းတဲ့အတန်ကိုကြားခဲ့ရပါတယ်အတန်ကတော့တော်တော်လေးကိုထူးဆန်းပြီးတော့ပို့လို့ဆိုပြီးတော့တောက်လျှောက်ကိုကြားနေရတာပါအဲ့ဒီအချိန်မှာကောင်လေးကအတန်ကြားရစီကိုကြည့်ရတဲ့အခါမှာတော့အုတ်ထုတ်ဆောင်းထားတဲ့သပင်အရှိကြီးနဲ့အရက်ရှိပေလောက်ရှိတဲ့မိန်းမကြီးကသူ့ကိုကြည့်နေကြပါတယ်ပြန်လာတဲ့အခါမှာကောင်လေးကအဖိုးနဲ့အဖွားကိုအဲ့ကိစ္စကိုပြောခဲ့ပေမဲ့သူတို့ကတော့တိတ်ပြီးတော့အလေးထားနားမထောင်စဉ်းစားပြီဗျာလူကျွန်တော်အုတ်ထုတ်တစ်ခုနဲ့ရိုက်မိထားလို့ဖုံနဲ့အတန်ရကြားမှာမဟုတ်ဘူးဟာချီစာကူခါမှာအဲ့အတန်တော့ဖြစ်နိုင်မှာမသိဘူး
ကြည့်မယ် ပေးကြပါဦးဒါပေမဲ့အရက်ရှိပေရှိတဲ့မိန်းမကြီးနဲ့သူ့ရဲ့အတန်ကိုပြောလိုက်တဲ့အခါမှာတော့သူတို့ကလန့်သွားခဲ့ပါတယ်သူတို့ကကောင်လေးကိုအခန်းထဲမှာထည့်ထားခဲ့ပြီးတော့တကားတွေပြတင်းပေါက်တွေကိုပိတ်ထားခဲ့ပြီးတော့မနက်9နာရီမထိုးခင်ဒီထွက်မလာခဲ့ဘူးပြောပါတယ်အခန်း၄ဘက်၄လံမှာလည်းကျွန်တော်စားခွက်တွေနဲ့စားတွေကိုအပြည့်ထည့်ထားပြီးတော့ထားခဲ့ပါတယ် ပြင်းတဲ့အတိုင်းစားကွက်တယ် အဲ့ဒီအပြင်အခန်းထဲမှာဗုဒ္ဓရုပ်ပွားတော်နဲ့လက်ထဲမှာလည်းစာရွက်တစ်ခုထည့်ထားခဲ့ပါတယ်ဟုတ်ပါတယ်ဒီမှာဗုဒ္ဓရုပ်အဲ့ဒီအချိန်မှာတကားခုတ်တန်ကြားရပြီးတော့အဖိုးရဲ့အတန်နဲ့အရန်ကြောက်နေရင်တကားဖွင့်ပေးဖို့ပြောနေခဲ့ပါတယ်ကောင်လေးကလည်းကြောက်အစကကြောက်တာကြောင့်ဖွင့်ပေးဖို့လုပ်ခဲ့ပေမဲ့အတိပြောင်ဝင်လာပြီးတော့ဗုဒ္ဓရုပ်ပွားတော်ရှိမှပဲကြောက်ပြီးတော့ဖျားစာတွေကိုညွှန်နေခဲ့ပါတယ်ဒီလိုနဲ့ဘေးဘက်ကစားတွေလည်းတဖြည်းဖြည်းနဲ့အမဲအောင်ဖြစ်ဖို့ပြောင်းလာခဲ့ပါတယ်ဒီလိုနဲ့ကောင်လေးကတညာလုံးအိမ်မရပဲနဲ့မနက်မိုးလင်းလာခဲ့ပြီးတော့ အိတ်မပြောတော့ဘူးဝဲချုပ်စရာရင် ဖုန်းနဲ့အဖွားစီကိုလွတ်မြောက်ခဲ့ပါတယ်။အဲ့လိုကိစ္စဖြစ်ပြီးကြတဲ့ကကောင်လေးဟာဖုန်းနဲ့အဖွားစီကိုဘယ်တော့မှမသွားတော့ပါဘူး။အဲ့ဒီအရက်ရှိပေရှိတဲ့မိန်းမရဲ့လက်ထဲပါသွားရင်တော့တင်ဟာတစ်သက်လုံးပျောက်သွားမှာပါ။ဘယ်သူမှလည်းရှာမတွေ့တော့ဘူးလို့ပြောကြပါတယ်။အကယ်လို့ဒီတရေကိုမမြင်ဘူးရင်တင်ဟာ Resident Evil ကိုသိရင် Resident Evil မှာပါတဲ့ Lady Dimitrescu ဆိုတာသူ့ရဲ့ပုံစံကိုဖမ်းပြီးတော့ဆွဲထားတာပါ။အဲ့ဒီထဲမှာလည်းသူဟာအရက်ရှိပေလောက်ရှိပြီးတော့ဒီလိုပဲအုတ်ထုတ်ကြီးကိုစောင်းထားပါတယ်ခင်ဗျာ။ Yeah, boy. နံပါတ်2 ဘာနာဘူးတော့ဟာ ရုံးနဲ့တရေခေါ်ခြင်းသင်ဟာအိမ်မှာတယောက်တည်းပြေးနေအခန်းမီးတွေကိုအကုန်ပိတ်ပြီးတော့ဖျောင်းနိုင်ပြီးပဲထွန်းထားပါမယ်ပြီးရင်မနက်3နာရီထိကိုစောင့်ပါမယ်အဲ့ဒီအချိန်ကဘာလို့လဲဆိုတော့စေတန်နတ်ဆိုးရဲ့မွေးဖွားတဲ့အချိန်နဲ့လူတွေအိမ်မောကြဆုံးအချိန်မို့ဝင်းကျင်တွေကပို့ပြီးတော့မြူးကြပါတယ်ပြီးရင်တော့သင်ဟာအယုတ်ကိုပေးထားတဲ့နာမည်ကို3ခါခေါ်ပါမယ်ပြီးရင်တော့ရေဖြေးထားတဲ့ရေချိုးစလုံးတွေကိုအယုတ်ကိုထည့်လိုက်ပါပြီးရင်သင်ဟာတနေရာမှာပုံးနေပြီးတော့1ကနေ10ထိရီးပြီးတော့အယုတ်စီပြန်လာပြီးတော့ငါမင်းကိုတွေ့ပြီးဆိုအနေနဲ့လို့អော်ပြီးတော့ဒါမျိုးကို3ခါလောက်ဆော့ရမှာပါတင်က3ခါလုံးနိုင်ရင်တော့အယုတ်ကအရှုံးကိုလက်ခံပြီးတော့တင်သိကျင်တာတွေကိုသူ့ကိုမေးလို့ရပါပြီကဲဒါကိုကြည့်နေ ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲဗျာနောက်ထပ်ဗီဒီယိုရမိနစ်ပေါင်း40-50လောက်ကိုရှိသေးတယ်အဲ့ဒါဆိုကျွန်တော်တို့ကြည့်ရင်တော်တော်ကြာသွားမှာကြာသွားချိန်တော့မကောင်းတော့ဘူးဗျာအဲ့ဒါဆိုဒီနေ့ဗီဒီယို